ဒီနေ့မှာအာဆနယ်စီကပရီးမီယာလိဖလားကိုလွတ်ယူနိုင်ခြင်းအများဆုံးကစပါးတသင်းနဲ့ပဲရှိတယ်။တန်းစင်းဆောင်ကနေတတိလေးလွတ်လာတဲ့စပါးကဒီနေ့မှာချန်ပီယံအာဆနယ်စီကနေပရီးမီယာလိဖလားကိုအကြမ်းတမ်းဆုံးလွတ်ယူသွားတော့မှာလား။ပရိသတ်များလုံးပဲမင်္ဂလာပါခင်ဗျာ။ Sport ကဘာ Plus ကနေကြိုဆိုလိုက်ပါရီ။အခု2026ခုနှစ်ရဲ့ဘောလုံးရာသီတဲ့အစမှာတကမ္ဘာလုံးကအယုံဆိုင်နေကြတာက Man City, Arsenal, လီဗာပူးတို့လိုထိပ်သီးအသင်းကြီးတွေကိုကြည့်ပါပြီ။ဒါပေမဲ့တကယ်တိတ်ဆိတ်နဲ့အကြောက်စရာအကောင်းဆုံးခြေလှမ်းတွေကိုလှမ်းနေတဲ့အသင်းကတော့မြောက်လန်ဒန်ကစပါးအသင်းဖြစ်နေပါရီ။မန်ချက်စတာနဲ့အသင်းရဲ့ကနမီတိုင်းစစ်မှုကြီးဝဲရိုနီကိုရိုင်းကစပါးတို့တိစောက်နေတဲ့ပုံစံကတကယ်ကိုမယုံနိုင်စရာပါပဲ။ဒီအကြောင်းကိုဘယ်သူမှမပြောကြတာကတကယ်ကိုမယုံနိုင်စရာကောင်းလာပါရီလို့အန်အိုတကြီးထုတ်ပေါ်ပြောဆိုလာတဲ့အထိစပါးရဲ့ပြောင်းလဲတွေကကြီးမားလာပါရီ။ဇလန်အစကိုပြန်ကောက်ရရင်စပါးတင်ကပြီးခဲ့တဲ့ရာသီကတန်းစင်းစုံအန်ထရတဲ့ကိုထိုးဆင်းသွားတော့မလားလို့စိုးရိမ်နေရတဲ့အချိန်မှာကယ်တင်ရှင်ကြီးဖြစ်ရောက်လာခဲ့သူကတော့နေပြရောဘတ်တိုဒီဇာဘီပါပဲ။ဒီဇာဘီယာစပါးတင်ကိုတန်းစင်းစုံကနေဆွဲတင်ပြီးတော့ကယ်တင်နိုင်ခဲ့ရုံသာမကပဲနဲ့အခုနေရာဒီပြောင်းရွှေ့ဈေးကွက်မှာပါဘယ်သူမှမျှော်လင့်မထားတဲ့ထူးထူးဆန်းဆန်းကစားသမားခေါ်ယူမှုတွေကိုအမကန်ပြုလုပ်ပြနေပါရီ။အထူးသဖြင့်ကွဲလက်ပိုင်းကိုပြန်ကြည့်ပါမန်ချက်စတာယူနိုက်တက်နဲ့အာဆနယ်တို့လိုဥရောပထိပ်သီးအသင်းကြီးတွေကအသေးလဲလို့ကျင်ပြီးတရင်တွေအကြီးကျယ်ထွက်ပေါ်ခဲ့တဲ့ဆန်တိုတိုနာလီနဲ့မာတီယက်ဖာနန်ဒက်စ်တို့နှစ်ယောက်စလုံးကိုစပါးကလက်ဦးမှုရယူပြီးတော့ခေါ်ယူနိုင်ခဲ့ပါရီ။တိုနာလီရဲ့မာကျော်ရဲ့အဖြတ်စွမ်းရည်ကွင်းလက်ကိုအုပ်စီးနိုင်မှုတွေနဲ့ဖာနန်ဒက်စ်ရဲ့ဖန်တီးနိုင်စွမ်းတက်ကြွမှုတွေပေါင်းဆက်သွားတဲ့ကစပါးတင်ရဲ့ကွင်းလက်ကပရီးမီယာလိမှာပဲတင်းနဲ့မဆိုရင်မောင်တန်းရှင်ပြနိုင်တဲ့အဆင့်ကိုချက်ချင်းရောက်ရှိသွားခဲ့ပါပြီ။ဒါဒီဇာဘီရဲ့ဆွဲဆောင်နိုင်မှုနဲ့စပါးတင်ရဲ့ရည်မှန်းချက်ကြီးမားလာမှုကိုဥရောပတစ်တိုင်းလုံးကိုတရားဝင်ကြေညာလိုက်တာပဲဖြစ်ပါရီ။ဒီလောက်နဲ့မပြီးသေးပါဘူး။စပါးရဲ့တိုက်စစ်ပိုင်းအင်အားဖြစ်တင်မှုခြေလှမ်းတွေကပိုပြီးတော့တောင်ကြောက်ခမန်းလေးလေးဖြစ်နေပါရီ။မန်ချက်စတာစီးတီးမှာကြီးမားတဲ့ PR အောက်မှာရုန်းခတ်နေရတဲ့ဘရာဇီးတောင်မှကစားသမားဆာဗီညိုနဲ့ဂျော်ဒန်မကိုတိုက်စစ်မှုနေရာအတွက်အိုမာမာမော့ရှ်တို့ကိုခေါ်ယူဖို့အသေးချာပြင်ဆင်နေတာပါ။ဆာဗီညိုဟာမန်စီးတီးကကြက်တဲတဲ့စီးမြင့်တွေနဲ့ PR အောက်မှာသူ့ရဲ့ပင်ကိုစွမ်းရည်အစိမ့်မှန်ကိုထုတ်ပြဖို့အခက်အခဲရှိခဲ့ပေမဲ့လန်ဒန်ကိုရောက်လာပြီးတော့စပါးလိုတိုက်စစ်ကိုလွတ်လွတ်လပ်လပ်ဖွင့်ကစားခွင့်ပေးတဲ့အသင်းမျိုးဒီဇာဘီလိုကစားသမားတွေကိုယုံကြည်မှုဖြစ်ပေးတဲ့နီးပြမျိုးနဲ့တွေ့တဲ့အခါသူ့ရဲ့ခြေစွမ်းတွေကအရင်ကားထက်အစပေါင်းများစွာပိုမိုတိုးတက်လာမှအသေးချပါပြီ။အိုမာမာမော့ရှ်ကလည်းပြိုင်ဘက်ခံစီမှုတွေကိုအများအားဒုက္ခပေးနိုင်တဲ့လျင်မြန်မှုနဲ့အဆုံးသက်သေးကြမှုတွေရှိနေတဲ့အတွက်စပါးတင်ရဲ့တိုက်စစ်ကတကယ်ကိုပြီးပြည့်စုံတဲ့တင်မင်းတပံတိုက်စစ်ကြောင်းတစ်ခုဖြစ်လာတော့မှာပါ။ရောဘတ်တိုဒီဇာဘီဆိုတာဘယ်လိုနီးပြမျိုးလဲဆိုတာကိုသူဘရိုက်တန်နဲ့ပြင်သစ်ကလပ်မာဆေးတို့မှာပြသခဲ့တဲ့စွမ်းဆောင်ရည်တွေကအကောင်းဆုံးသက်သေပါပဲ။သူကစားသမားတွေရဲ့လားလာကိုအမြင့်ဆုံးထိဆွဲထုတ်တတ်တယ်လို့ရှော့တက်လို့မရတဲ့အတင်းတင်းကိုဘယ်လိုစနစ်တကျတိစောက်ရမလဲဆိုတာကိုကောင်းကောင်းကြီးသိထားတဲ့သူပါ။အခုလိုအင်အားထောင်တင်းသွားတဲ့စပါးတင်ကိုလွန်ခဲ့တဲ့ရာသီတွေကလိုခြေချော်တက်တဲ့စပါးတင်လို့တွားပြီးတော့အထင်သေးနေမယ်ဆိုရင်တော့တော်တော်လေးကိုမိုက်မဲရကြသွားပါလိမ့်မယ်။ဒီချက်တွေအားလုံးကိုခြုံငုံကြည့်လိုက်ရင်စပါးတင်ရဲ့ဒီနေ့နေရာစီပြောင်းရွှေ့ခြေလမ်းတွေကတာမန်အစင်လေးဝင်လောက်ကိုမှန်းနေတာမဟုတ်ဘဲနဲ့တကယ်ကိုချန်ပီယံစုကိုတိုက်ရိုက်ဆင်ခေါ်ဖို့ပြင်ဆင်နေတာလို့သုံးသပ်လို့ရပါရီ။လက်ရှိချိန်မှာမြောက်လန်ဒန်ပြိုင်ဘက်အာဆနယ်တင်ကပရီးမီယာလိချန်ပီယံဖြစ်ရပ်တည်နေပေမဲ့ဒီရာသီမှာအာဆနယ်စီကနေဖလားကိုရက်ဆက်ဆုံးလို့ယူသွားနိုင်ခြင်းအများဆုံးတင်ကမန်စီးတီးမဟုတ်ဘဲနဲ့အိမ်နီးချင်းစပါးတင်တာဖြစ်လာနိုင်ပါရီ။မြောက်လန်ဒန်ဒါဘီရဲ့ပြိုင်ဆိုင်မှုကဒီနေ့မှာတော့ဖလားလူပွဲတွေဖြစ်အသွင်သစ်တစ်မျိုးနဲ့ဘရိတ်သက်တွေရဲ့ရှေ့မှောက်ကိုရောက်ရှိလာဖို့များနေကြောင်းပါ။ဒါပေမဲ့လူတွေဘလောက်ပဲဝယ်နီးပြဘလောက်ပဲတော်တော်စပါးဆိုတာစပါးပါပဲ။အဆုံးဖြတ်ချိန်ရောက်ရင် PR တန်ကိုမခံနိုင်မင်းနဲ့အမြဲတမ်းခြေချော်ပြိုလဲတက်တဲ့ချန်ပီယံဒီကနေမရှိတဲ့အသင်းမို့လို့အာဆနယ်တင်းကိုကြော်ဖြတ်ပြီးတော့ဖလားယူဖို့ဆိုတာအိမ်မက်ထဲမှာသာဖြစ်နိုင်မယ်လို့ပြောနေကြတဲ့သူတွေကလည်းရှိနေပါရီ။ညီကိုတို့ကရောအဲ့လိုမြင်မိကြလားပြောပြသွားခဲ့ကြပါဦး။အဆုံးထိကြည့်ပေးလို့အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ။